ကျွန်တော်ကျွမ်းကျင်တာကဒီ food ဘိုင်းရယ် service ဘိုင်းရယ် customer communication ဘိုင်းရယ်ပြီးတော့ဒီအရက်ကောက်သေး beverage အဲ့ knowledge တွေရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကအဲ့ beverage ဟို specialist ဘိုင်းနဲ့သွားချင်တယ်ဒါပေမဲ့အမတို့ပြောသွားတဲ့စကားဘိုင်းမှာ chef ပေါ့နော်အဓိကအမှလိုအပ်နေကျွန်တော် beverage ဘိုင်းတွေရောကျွန်တော်မှာအခွင့်အရေးများရှိမလားဗျကျွန်တော် service နဲ့ဝင်ရမယ်ဆိုရင်လည်း waiter ဖြစ်ဖြစ် service ဖြစ်ဖြစ်ကျွန်တော်ဘောအမှစမယ်ဆိုလည်းကျွန်တော်အစားပြန်စားလို့ရတယ်ပေါ့နော်ပြီးမှတစ်စိတ်ချင်းစီဘာတွေပြန်ဝင်ရမယ်ဆိုရင်လည်းဝင်ပေါ့နော်အဲ့လိုလေးတော့ကျွန်တော်မေးချင်ပါတယ်ပြီးတော့ seat တွေဘာတွေမှာလည်းအလုပ်ရှင်ဘက်ကနေပြီးတော့ sponsorship ပေးမဲ့ဟာမျိုးကျွန်တော်မျှော်လင့်နေပေါ့နော်ကျွန်တော် CV ကောင်းကောင်း bearing လုပ်ဖို့လည်းဘာဖြစ်နေပေါ့နော်ကျွန်တော်ကအဓိကရွေးချက်ကသူတို့ဘက်က sponsorship ပေးတာကိုကျွန်တော်100%ကျွန်တော်စိတ်ရှည်နဲ့စောင့်မယ်လိုချင်တယ်အကြောင်းတက်ဖို့တော့မသွားတော့ဘူးပေါ့နော်ကျွန်တော်အသက်28ရှိပါပြီခင်ဗျာအလုံးနဲ့ပဲတိုက်ရိုက်သွားချင်ပါတယ်ပေါ့နော်ကျွန်တော်ဘယ်လိုများအကြံလေးများပေးချင်ပါလဲခင်ဗျာဟုတ်ကဲ့ဟုတ်အမတို့ဟိုတော်တော်များများဒီ F&B ဘိုင်းဆိုလို့ရှိရင်ပေါ့နော်အဓိကကကြတော့ chef တွေပါတယ်ပေါ့နော်အမတို့လည်းဗီဇာလျှောက်ပေးကြရတယ်ဆိုလို့ရှိရင် chef to cook တော်တော်များတယ် F&B ဘိုင်းမှာဆိုရင်တခြားအနေနဲ့ဆိုလို့ရှိရင်အမတွေ့မိတဲ့ဒီသူတို့သတ်မှတ်ထားတဲ့ occupation list ထဲမှာဆိုလို့ရှိရင်ဘာတန်တာဆိုတာမျိုးလည်းတွေ့မိတယ်ပေါ့နော် maybe ခုနကအမောင်လေးပြောတဲ့ F&B ဘိုင်းမှာနည်းနည်းလေးတခြား occupation လည်းရှိနိုင်နေတယ်ကွာ occupation တွေကအများကြီးရှိတယ်မောင်လေးအနေနဲ့တစ်ချက်က skill occupation list ထဲမှာတစ်ချက်လေးဟိုရှာကြည့်လိုက်ပေါ့နော်တကယ်လို့ရှာမကြည့်ဘူးဆိုလို့ရှိရင်မတွေ့ဘူးဆိုလို့ရှိရင်လည်းအမတို့ consultant အနေနဲ့အသေးစိတ်လေးမေးကြည့်လိုက်ပေါ့နော်ဘာလို့ဆိုတော့အမလည်းဟို occupation တွေအကုန်လုံးအများကြီးတော့လွတ်မရလို့လေအမတွေ့မိတဲ့လောက်တော့က chef cook ရှိမယ် bartender တို့ sorry barista တို့ဘာလို့ရှိမယ် bartender လည်းရှိတယ် barista တို့ရှိမယ်အာရှိအောင်မယ်ပေါ့နော်တခြားအမတတိမထားမိတဲ့ occupation လေးတွေလည်းမောင်လေးနဲ့ဆက်ဆက်မယ် hospitality နဲ့ဆက်ဆက်မယ်အလုပ်ကိုင်လေးလည်းရှိကောင်းရှိလိမ့်ဦးမယ်ပေါ့နော်ဆိုတော့မောင်လေးအနေနဲ့အဲ့ဒီ list ထဲမှာတစ်ချက်ရှာကြည့်လိုက်ရှာကြည့်ပြီးသွားလို့ရှိရင်အဲ့ဒီ job code နဲ့မောင်လေးအခုလက်ရှိလုပ်နေတဲ့ JD နဲ့ကဘယ်ဟာကပို့ပြီးတော့ဘယ် occupation နဲ့ကပို့ပြီးတော့ match ဖြစ်လဲဆိုတာမျိုးတစ်ချက်စဉ်းစားရမှာပေါ့နော်မောင်လေးလက်ရှိ JD နဲ့ match အဖြစ်ဆုံး occupation ကိုတွေ့တယ်ဆိုလို့ရှိရင်အဲ့ဒီ Australia Skill Occupation list ထဲမှာကိုကတွေ့တယ်ကွာဒီ occupation ဆိုလို့ရှိရင်တော့ဘယ်လိုမျိုးဗီဇာတွေလျှောက်လို့ရပါတယ်ဆိုတာမျိုးတစ်ခါတည်းတွေ့တယ်ဆိုတော့တစ်ခါတည်းတွေ့တာဖြစ်တဲ့အတွက်ကြောင့်မောင်လေးအနေနဲ့အမကြံပေးချင်တာဆိုရှင်အမတို့ consultant နဲ့အသေးစိတ်လေးတစ်ချက်မောင်လေးရဲ့ JD ကိုအရင် test လုပ်ကြည့်လိုက်ပေါ့နော်ပါလေဟက်ခဲဘိုင်းနဲ့ကျွန်တော်တို့ကဒီအစိုးရအတိမတ်ပြုတဲ့ဟွာတော့မဟုတ်ဘူးအခုစင်ကာပူမှာ healthcare နဲ့လုပ်နေတာအတွေ့အကြုံကတော့2နှစ်အထက်ရှိနေပြီဒီမှာလည်းအခုဒီပလိုမာတန်းတော့တက်နေတယ်အဲ့ကြတော့အဲ့ဒီဘက်မှာအလုပ်ရှာလို့ရလားhealthcare ဘက်ဆိုလို့ရှိရင် maybe ဒီ nursing support အနေနဲ့ပေါ့နော်ဟို profession အကိုတို့ကဒီထားပါတော့ခုနကပြောတဲ့ဒီ education ဘိုင်းမှာ bachelor တို့ဘာလို့တော့မရှိထားဘူးခုလို့ဆို diploma တက်နေတယ်ဆိုတဲ့အတွက်ကြောင့်ဆိုတော့ဒီလုံးဝဟို professional ကိုတော့တန်းသွားလို့မရဘူး nursing ဆိုလို့ရှိရင် nursing support အနေနဲ့ support worker အနေနဲ့သွားလို့ရတာမျိုးရှိမယ်age care ဆိုတဲ့ occupation တွေတော့ရှိမယ်ပေါ့နော် nursing support worker ဒါမှမဟုတ် age care တို့ဘာလို့အောက်ကနေပြီးတော့သွားလို့ရတယ်ပေါ့နော်အခုအနေနဲ့ဒါစင်ကာပူမှာလောက်သက်အတွေ့အကြုံရှိရဆိုလို့ရှိရင်ဒီပလိုမာလေးပဲပြနိုင်ရင်တော့ပိုကောင်းတာပေါ့နော်ဒီစင်ကာပူကလောက်သက်နေဆိုလို့ရှိရင်ဒါ try လို့ရတယ်ပေါ့နော် HK ကို try လို့ရတယ် nursing support worker အနေနဲ့ try လို့ရတယ်ပေါ့နော်ဒါပေမဲ့အခုရဲ့ဒီ JD အသေးစိတ်လေးတွေကတော့အခုနညီမပြောတဲ့ HK ဆိုလို့ရှိရင်လည်း HK ရဲ့အောက်က JD နဲ့ဘာတွေလုပ်ရလဲဆိုတာမျိုးလေးတွေကတော့အများဆုံးအဖြစ်တော့ healthcare sector တွေကတော့ HK ပဲဖြစ်ဖြစ် Child care ပဲဖြစ်ဖြစ် nursing support ပဲဖြစ်ဖြစ်ဟို care လုပ်တဲ့ sector ဖြစ်တဲ့အတွက်တော့ similar ဖြစ်မယ်လို့တော့ယူဆရတယ်ပေါ့နော်ဒါအခုအနေနဲ့ဆိုလို့ရှိရင်ဒီ care sector တွေကဆိုလို့ရှိရင်တော့ခုနဒီ HK sector သွားလို့ရတယ် nursing support worker အနေနဲ့တော့သွားလို့ရတယ်သက်ဆိုင်ရာ assessment authority မှာ skill assessment စီစဉ်မှုခံယူရမယ်အခုရဲ့လုပ်သက်ကစင်ကာပူမှာ2နှစ်ရှိရဆိုလို့ရှိရင်စင်ကာပူလုပ်သက်2နှစ်လုံးရဲ့ညီမရှိမှပြောသွားတယ်လို့မျိုးလုပ်သက်တွေကိုပြပေးတယ် document တွေရှိထားရမယ် pay slip bank statement test စသဖြင့်အဲ့ဟာရှိရမယ် employment contract employment certificate ဒါတွေကိုပြပြီးတော့ skill assessment try လို့ရတယ် skill assessment pass ဖြစ်သွားပြီဆိုလို့ရှိရင်နောက်တစ်ဆင့်အနေနဲ့ခုနပြောတယ်လို့မျိုးskill migration visa အောက်ကနေလည်းတွားလို့ရတယ်ဒါမှမဟုတ်လို့ရှိရင် employer sponsor visa အောက်ကနေလည်းတွားလို့ရမယ်ပေါ့နော်ဒါကကိုယ့်ရဲ့ migration point တွေပေါ်မှာလည်းမူတည်တယ် migration point တွက်ကြည့်ရမှာလည်းသိမှာမျိုးဖြစ်တယ်ပေါ့နော်ဟုတ်အသေးစိတ်လေးအမတို့ consultant နဲ့ဆွေးနွေးလိုက်ရင်တော့ပိုအဆင်ပြေလိမ့်မယ်ရှင်ဟုတ်ကိုယ့်ရဲ့ဒီ resume လေးကို share ပြီးတော့ဟုတ်ဟွာလေ ISN ဘယ်လောက်ထိလို့လဲမသိဘူးဘန်ကကြတော့ခုနရှိမှပြောသွားတယ်လို့မျိုး scale visa တွေဆိုလို့ရှိရင် IS band အနည်းဆုံး6ဆိုတာနဲ့တော့စ try လို့ရပြီရှင် bank 6ဆိုတာနဲ့စ try လို့ရပြီခုန employer sponsor visa ရှိမှပြောသွားတယ်482နဲ့ဆိုလို့ရှိရင်တော့ van 5ဆိုတာနဲ့လည်းရတယ်ပေါ့နော် employer sponsor visa ဆိုလို့ရှိရင်တော့အခု Australia ကအမှလုံးမယ်ဆိုရင်တချို့ license တွေဘာတွေသူတို့တောင်းတယ်ပေါ့နော် license ကြတော့ဥမာစင်ကာပူဘက်ကရတဲ့ license နဲ့အမှတန်းလုပ်လို့ရလားဒါမှမဟုတ်ဥမာ
forklift လို့ဘာလို့ကြတော့ Aussie ကပေးတဲ့ forklift ကိုထပ်ယူပြီးကမှဥမာအမှလုံးလို့ရတာမျိုးလားသဘောတစ်ခုပေါ့နော် စင်ကာပူကနေရမယ်ထင်တာပဲအစဉ်ထင်တာတော့ဒီမှာသူတို့ဒီ driving license တွေပါတယ်တောင်မှနော်မြန်မာပြည်ကနေရပြီးသားလူတွေဆိုရင်တော့ဒီမှာတခါတည်းဒီဟိုပါပေါ့လန်နာဖြည့်တယ်ပြီးရင်တခါတည်း P plate တွေပါတယ်မလုပ်တော့သူတို့တခါတည်း driving test အောင်တာနဲ့ full ပေါ့နော် full အဲ့လိုမျိုးရသွားတယ်အဲ့လိုမျိုးရှိတယ်ဆိုတော့ရှိမယ်လို့တော့ဒီ forklift တွေပါတယ်ဆိုလဲဒီမှာတော်တော်ရတယ်ပတ်စံတော်တော်ရတယ်ကြားမိတယ် ဟုတ် ရက်လောက်တော့တက်လိုက်ရတယ်အမှဒီဟောမျိုးပေါ့ warehouse တွေမှာလုပ်လို့ရပြီပေါ့မောင်းလို့ရပြီအဲ့လိုမျိုး ဟုတ်ကဲ့ကျေးဇူးပါခင်ဗျနော်ကျေးဇူးပါညီမဟုတ် ဒီမှာချက်ပေါက်မှာမေးထားတာလေးတစ်ခုရှိရပေါ့နော်နာဆင်းတွေအတွက်ကောတဲ့အလုပ်ပေါ်လာသိကြမှာတဲ့ညီမလေးရဲ့ community တွေထဲမှာရှိရလေးရှိ share ပေးလိုက်ပါအောင်နာဆင်းတွေအလုပ်ပေါ်လာတဲ့ မလေးစေးရုံမှာတော့လူကတော့အများလူနေတာပဲအဲ့နာဇင်တွေကတော့သူတို့ပတ်စံလဲအရင်ရတယ်ဆိုတော့နာဇင်တွေကလူမလောက်လွန်းလို့ပေါ့နော်ပြောရဆိုသူတို့ဒါပေါ် ship တယ်လို့ဆင်းနေရတယ်အဲ့လိုမျိုးဆေးရုံတွေလူအရင်လိုတယ်ဒီမှာအဲ့ဒီ medical ပေါ့နော် healthcare worker တွေကအများလိုနေတယ်အဲ့လိုမျိုး HK တို့ဘာတို့ နာ မှာ ဆင်းကတော့လုံးဝနံပါတ်1 Australia ရဲ့ demand list ထဲမှာပါတယ်လို့တောင်ပြောလို့ရတယ်နော် Okay ပြီးရင်critic လေး မလေးတထားခင်တစ်ချက်ပြင်ထားလိုက်ပေါ့နော်နာဆင်းနဲ့သွားကြတယ်ဆိုလို့ရှိရင်အလုပ်တွေကတော့ခေါ်ပါတယ်ညီမလေးဘက်ကပြင်ဆင်ထားဖို့ပဲလိုအပ်တယ်ပေါ့နော်ယူနီတက်ရင်နဲ့ပါတိုင်းလို့ရင်နဲ့နေစိတ်စားစိတ်ကနိုင်လားရှင်တဲ့ uni ဒါကတော့အစင်ကကျတော့ uni မဟုတ်ဘူးဆိုတော့မပြောတတ်ဘူး uni ကကျတော့အရင်ဈေးကြီးရပေါ့အဲ့ဒါဆိုတော့ဒါတော့တိတ်တော့မဖြစ်နိုင်ဘူး သူပါတိုင်းနဲ့ကွာ living cost ကိုနေစိတ်စားစိတ်ကိုကာပါဖြစ်နိုင်လားပေါ့နော်ပါတိုင်းလုပ်တဲ့ဒုက္ခလာဆိုင်နဲ့သူ့ရဲ့နေစိတ်စားစိတ်ကိုကာပါဖြစ်နိုင်လားတဲ့ ကာဘာဖြစ်နိုင်ပါတယ်ဒါကတော့ကိုဟိုလုပ်ရင်တော့အလုပ်ရင်တော့ ဒါကတော့ရှိမှလည်းမတို့ပြောရတယ်လို့ပဲနေနော်ဟိုသူလှုပ်တဲ့ပုံမှာလည်းမူတည်တယ်သူများများလုပ်နိုင်ရင်လည်းတစ်ဆက်ကများများရမယ်နေစိတ်စားစိတ်ကနိုင်လားဆိုတော့ကို3ရင်3လောက်ပေါ့နော် generally အမတိတလောက်ဆိုလို့ရှိရင်လည်း normal ပဲသုံးတယ်ပုံမှန် part time ကိုလည်းကြောင်းပြီးတာနဲ့ part time လုပ်ချိန်ကြောင်းဆက်တဲ့ချိန်မှာဝင်လုပ်ကြရတယ်ဆိုလို့ရှိရင်နေစိတ်စားစိတ်လောက်ကတော့တော်တော်များများတော့ကာပါဖြစ်ကြတယ်လို့ကျောင်းသားတွေစီကတော့အမလည်းသိထားတယ်ဟုတ်